င်္ဂလာပါမတည့်ရအောင်ကြားနေပြီမင်းညလေးဥဒီစာလေးတစ်ခုတွေ့လိုက်တာပါနော်လူတိုင်းရဲ့ဘဝမှာတဲ့ဒေါက်တာနာမည်မေကြီးလိုလူမျိုးနဲ့လူမျိုးတစ်ယောက်လောက်နဲ့စုံခဲ့ဘူးမှာပါတဲ့အဲ့နဲ့ဒေါက်တာနာမည်မေကြီးကဘလို့မျိုးလဲကိုသိကျင်တာနဲ့သွားပြီးတော့အစာကိုသွားရှာဖက်အပြေးလေးသွားရှာဖက်တည2 နာရီလောက်နဲ့ဖက်လို့ပြီးသွားတာအစာအုပ်နာမည်ကဒီဈေးကွက်ချောင်းတရားပေါ်ကအဝါရောင်ဝဝင်ရုပ်အကျိုးပဲ့လေးတဲ့သူက link ချိတ်ပြီးတော့ရေးရသူဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲကဒီဇလန်းအတိုင်းလေးပဲသူတေကန်ဒီအချိန်မှာဖြစ်ပျက်တဲ့အတွေးလေးတွေကဒီခါထည့်ပြီးတော့ချိတ်ပြီးတော့ရေးရတာပေါ့အဲ့လိုမျိုးရေးရဇလန်းတော့ရိုးရိုးရှင်းရှင်းလေးပဲဒီတကယ်အပြင်လောကမှာလည်းဖြစ်ထားရှိနိုင်တဲ့ပုံစံမျိုးကိုရေးရတာပေါ့နော်တွေးကြည့်ရရဲ့လည်းအများကြီးမပါဘူးဒါပေမဲ့ရတဲ့ရတာကတော့ဖတ်တဲ့လူပေါ်မူတည်ပြီးတော့ကွာလိမ့်မယ်အဲ့တော့ဒီစာအုပ်ကိုဖတ်တဲ့လူရဲ့ဘဝအတွေ့အကြုံသူ့ရဲ့စိတ်ခံစားချက်သူ့ရဲ့စိတ်ရင်းချက်မှုပုံစံပေါ်မူတည်ပြီးတော့ရတာကတော့ရတာကွာလိမ့်မယ်ပြီးလို့ရှိရင်ဒီ character တွေကိုမြင်တဲ့အမြင်ကွာလိမ့်မယ်ပေါ့နော်အဲ့တော့လူတိုင်းကတော့တချို့တွေဆိုဖတ်ပြီးတော့ဘာမှလည်းမဟုတ်ဘူးလို့ထင်သွားနိုင်တယ်ပေါ့ဒါပေမဲ့ဥဖတ်လိုက်တော့အဲ့ဒီမှာတေချာလေးခံစားမိသွားတာတော့ဒီလူ2 ယောက်အဲ့လိုနောက်ဆုံးမှာပြဿနာဖြစ်ပြီးတော့လမ်းခွဲသွားတဲ့အချိန်လေးတော့ခံစားမိပါပေါ့အဲ့ဇလန်အဓိကတော့ character က2 ခုတယ်ကွာပထမ character ကယောက်ျားလေး character ကကြာမြန်မာပြည်မှာတော့ကဒီတိုင်းပဲဘဝကိုဒီတိုင်းပဲတာမန်လေးလိုပဲဖြတ်သန်းလာပြီးတော့အတွေ့အကြုံဆုံးစာအုပ်စာပေဖတ်တဲ့လူတစ်ယောက်ပုံစံမျိုးပေါ့ကွာသူကနေပြီးတော့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာမှဒီပညာနိုင်ငံခြားကိုပညာသင်သွားတာမှာပတ်စံအလုံးလောက်မပါသွားပဲနဲ့ဟိုရောက်မှသူ့ရဲ့ကျောင်းလကတစ်နှစ်စာမနေရုန်းကန်ပြီးတော့ပေးနေရတယ်သူ့ရဲ့ဝမ်းရေးအတွက်ကိုလည်းမနေရုန်းကန်ဖြည့်ရှင်းရတဲ့ character မျိုးပေါ့ပြင်ပန်းခတ်ခဲရပါကွာဘဝအမျိုးသမီး character ကကြတော့သူကအသက်8 နှစ်လောက်တည်းကနိုင်ငံခြားမှာရောက်နေပြီးတော့ကမ္ဘာထိပ်တန်းတက္ကသိုလ်ကနေပြီးတော့မာစတာပွဲတွေတောင်ရပြီးတော့ဒေါက်တာလိုမျိုးတာဖြစ်နေပြီပြီးတော့မင်းသားဒီယောက်ျားလေး character ထက်လည်းအသက်ငယ်တယ်ပေါ့နော်ဟိုမင်းသမီး character ကကြတော့ရွှေစုံကိုင်းငွေစုံကိုင်းပြီးမူရီဖွာလာတယ်လို့တော့ခံစားရတယ်ဘာလို့လဲဆိုတော့ငယ်ငယ်လေးကအဲ့ဘက်ကိုရောက်ပြီးထိပ်တန်းတက္ကသိုလ်ကနေပြီးတော့ပွဲ2 ပွဲလောက်ကိုအေးစေးရနိုင်သွားပြီဆိုတဲ့အနေထားဒီတယုံနဲ့တော့မဖြစ်နိုင်ဘူးထင်တယ်ဒီနောက်ကနေ sporting ကောင်းတဲ့မိဘအတိုင်းဝိုင်းနဲ့ကြီးဖွာလာတယ်လို့ခံစားရတယ်ပေါ့နော်အဲ့တော့ဇလန်းကွာစစချင်းဒီသူတို့2 ယောက်တွေ့တဲ့အခါတွေရေးတယ်လူချစ်သူ2 ယောက်တွေ့ဆုံကြုံကြိုက်ကွဲကွာတဲ့ဟာပဲရေးရတာပဲဘယ်နေရာမှာဥကခံစားမိသွားလဲစောနာပြောနေမယ်လမ်းခွဲတဲ့နေရာမှာအဲ့ဒေါက်တာနာမည်မေကြီးကကြတော့ကျင်နာတယ်သဘောကောင်းတယ်ပြီးလို့ရှိရင်သူတယောက်ကသူများကိုမေးစရာမလိုအောင်လို့တယောက်ကမေးစရာမလိုအောင်လိုက်ပြီးတော့ဖြည့်ဆည်းပေးတတ်တယ်အလိုက်တတိရှိတယ်ပေါ့ကွာပြီးလို့ရှိရင်အမြဲတမ်းလိုလေသေးမရှိအဲ့လိုအရေးကြီးနဲ့သူလိုလောက်တဲ့ထင်တဲ့ဟာလေးတွေကိုဘာမှမမေးဘဲနဲ့မပြောဘဲနဲ့ဖြည့်ဆည်းပေးတတ်တယ်လို့လက်မခံနိုင်လောက်တဲ့လူဆိုရင်လည်းအတင်းပေါ့နော်အမိတ်နဲ့ယူလိုက်လက်ခံလိုက်ဆိုတဲ့ပုံစံမျိုးလုပ်တတ်တယ်ပြောရမယ်ဆိုတော့ဒါကောင်းစေခြင်းတဲ့ပုံစံကောင်းစေခြင်းလို့ချစ်လို့အဲ့လိုမျိုးလုပ်ပြရအောင်ကျင်နာပေးတယ်အဲ့လိုမျိုးပေါ့တစ်ဖက်က character ကြတော့ပြန်လေသူကအဲ့လိုမျိုးသူ့ဘောအဲ့လိုလုပ်ပေးတာသူသဘောကျတယ်ဒါပေမဲ့သူရဲ့ life ကအရန်ကျတဲ့နေတဲ့အခါမျိုးမှာတချို့အရာတွေကကြတော့ကောင်းစေခြင်းလို့ပြောရဆိုပေမဲ့အဲ့လိုလက်မခံနိုင်တဲ့အတိုင်းအတာလေးတွေရှိတယ်အဲ့လိုသူ့အတွက်ကြတော့နှိမ်နေသလိုမျိုးဖြစ်သွားတဲ့အခါမျိုးတွေရှိတယ်ပေါ့နော်သူသိခံရင်ရိုးသေး character ပြုပြင်တဲ့အတိုင်းလိုက်လုံရင်းနဲ့နောက်ဆုံးတရက်သူအရင်ပြမှန်းလာတဲ့တရက်မှာပွင့်ထွက်သွားတယ်ဒါကလည်းဖြစ်တတ်ပါတယ်အဲ့လိုဘဝမှာအဲ့လိုရွှေစုံကိုင်းငွေစုံကိုင်းအရာအစင်တဲ့ထမင်းသုံးတဲ့အစင်တဲ့အဝိစားအစင်တဲ့အကုန်အစင်တဲ့ live နဲ့ဘာမှဆိုရင်ပူပန်စရာမရှိဘဲနဲ့ကြီးပြင်းဆိုရင်ပူပန်စရာရှိရင်တော့မှာကွာသူတို့လိုချင်တဲ့ဟာမရတာလောက်ကြည့်ရမလားအမေဆူတာအဖေမေဆူတာလောက်ပဲရှိမှာကျန်တာအလုံးဝပြည့်စုံနေတဲ့လူတွေက live ကြီးကိုလိုချင်တာလည်းမရဘူး
ကိုယ့်အကိုလည်းရှာဖွေရတယ်ပြီးလို့ရှိရင်ရုန်းကန်ရတယ်ကိုယ့်အကိုပဲကိုလိုချင်တာကိုယ့်ကိုဖြည့်ဆည်းရတဲ့အနေအထားမျိုးရုန်းကန်ရတဲ့အနေအထားမျိုးလူတွေကို100% ကိုချင်းမစာပေးနိုင်တဲ့အခါမျိုးတွေရှိတယ်အဲ့လိုနားမလည်ပေးနိုင်တဲ့အခါမျိုးရှိပါတော့အဲ့လိုမျိုးဖြစ်လို့ဆိုပြီးတော့သူတို့ကအဲ့လို live ကိုကြိုတွေးရပါစေဆိုတော့လည်းမဟုတ်ဘူးသူတို့နည်းနည်းလောက်လေးအဲ့လိုသိရမလားကိုချင်းစာပေးတက်ရင်တော့ကောင်းမှာပေါ့လေလိုက်ဘဝအခြေအနေတွေမတူတဲ့အခါကျရင်အဲ့လိုကိုချင်းစာစိတ်ကလည်းအဲ့လောက်ထိထပ်တူညီမှာမဟုတ်ဘူးအဲ့တော့ဒေါက်တာနန်းမေကြီးကကောင်းစေခြင်းလို့ဆောင်းမွေးအမှတ်နေတဲ့အပေါ်ကိုစုတယ်ဆောင်းမွေးအမှတ်တွေအများကြီးလို့သိတယ်တစ်ဖက်ကလည်းသူ့ရဲ့အလုပ်သူ့ရဲ့ကြောင်းအားလုံးရုန်းကန်နေရတဲ့အခြေအနေမျိုးမှာပင်ပန်းပြီးတော့နောက်ဆုံးသူပေါက်ထွက်သွားတာပေါ့နော်အဲ့ဒါကိုနားလည်ပြီးလို့ရတယ်အဲ့တော့ဒေါက်တာနန်းမေကြီးကအဲ့လိုမျိုးစုနေတဲ့အချိန်မှာတော့ကိုတော့အဲ့လိုမျိုးခံစားမိပါဟာအတကြီးလိုက်တာဒီလောက်ပြရှင်မေးရတော်ပြီပေါ့ဘာလို့အဲ့လောက်ကြီးပြောနေရလဲနားမလဲပေးဘူးပဲဆိုပြီးတော့အဲ့လိုသူဖြစ်ရှင်လာပဲတည်ရကွာအဲ့လိုတချို့အခြေအနေမျိုးတွေရှိရဲလို့နေမကောင်းတဲ့အခြေအနေမျိုးတွေမှာတော့မှစေကန်းတော့မပြနိုင်တဲ့အခြေအနေမျိုးတွေရှိရဲကွာဆေးလေးအိမ်မှာရှိတဲ့ဆေးလေးပဲတောက်ပြီးတော့ဖြတ်တန်းဖို့အဆင်ပြေတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့လိုအခြေအနေမျိုးတွေကြောင့်လို့ရှိရင်တစ်ဖက်ကကျတော့ဘာမှမသိပဲနဲ့ကိုယ်စေကန်းပြဖို့ပတ်စံရှိမရှိတော့မသိပဲနဲ့ဘာလို့စေကန်းမသွားလဲဘာလို့ PTV ခံနေရလဲဆိုရဲစကားလုံးတွေကြားလို့ရှိရင်အဲ့လိုသိရမလားဘာမှပြောစရာမရှိဘူးကွာကိုယ့်ရဲ့အခြေအနေကိုကိုယ်ပဲသိရဆိုတယ်အဲ့တော့ဒေါက်တာနန်းမေကြီးကကောင်းစေခြင်းလို့ပြောတာဆိုရင်လည်းတစ်ဖက်ကဘဝနဲ့မတူနေတဲ့အခါမျိုးမှာစေတနာကနေဝေဒနာတွေဖြစ်သွားတာပေါ့တာမန်ပါပဲဒါပေမဲ့မှားတာတော့ဒီယောက်ျားလေးဇက်ကောင်ကတော့နည်းနည်းလေးမှားတာဘာမှားတာလဲဆိုအော်ပြီးတော့ဆဲမိဟာမျိုးမှားတာပါအမှန်ငယ်ဆိုရင်သူကအသက်လေးကြီးရဆိုတော့ကွာသူ့ကိုအဲ့လိုလာပြောရင်အဲ့လောက်ကြီးပြန်ပြီးတော့မပေါက်ကွဲသင့်ဘူးကွာဒီလားပေါက်ကွဲသင့်တော့ပေါက်ကွဲသင့်တယ်ဒါပေမဲ့အဲ့လိုခဏစိတ်အေးထားပြီးတော့တခြားတဲ့နေရာခဏသွားပြီးတော့မှနောက်နေစိတ်ပြေတော့မှပြန်ဖြည့်ရှင်းတာမျိုးလုပ်သင့်ဘာလဲဆိုတော့ကိုယ်ပါတနာဖြစ်နေလို့လေအဲ့လိုမျိုးအဲ့ဒါပဲဒါပေမဲ့သူ့အနေနဲ့လည်းသူခံစားမှာပဲလေပြင်ပန်းနေမှာပဲဆိုတော့သူ့ကိုနားလဲပြီးလို့ရပြီမယ်ကွာသူ့ဘောကောင်းတဲ့အမျိုးသမီးသူချစ်ရတဲ့အမျိုးသမီးသူ့ဘောအကောင်းဆုံးပဲကွာလုံးဝကူညီပေးနေတဲ့အမျိုးသမီးလေးတယောက်ကိုမိန်းမတယောက်ကိုအဲ့လောက်ကြီးရောချက်ချင်းစိတ်ကြီးမပေါက်ကွဲသင့်ဘူးလို့တော့ထင်တာပဲအဲဒါကိုယ့်ရဲ့တငယ်ချင်းလည်းမဟုတ်ဘူးကိုယ့်ပါတနာဆိုတော့လေအဲ့လိုဒီတိုင်းစိတ်သူမကြိုက်သူပြောတာမကြိုက်ပေမဲ့ခဏလေးစိတ်ထဲပြီးတော့နောက်နေ့မှပြန်ဖြေရှင်းတာမျိုးဒါမှမဟုတ်လဲတည်ရနှစ်ယောက်ကြားထဲမှာစိတ်အဖူးထင်မဖြစ်အောင်လို့အေးစေးစေးlive ဘဝတွေမတူဘူးဆိုပြီးပဲသတ်မှတ်ပြီးတော့ခွဲတာမျိုးဆိုရင်တော့သူအဆင်ပြေသေးတယ်အခုကတော့သူကအဲ့လိုကြီးပြောလိုက်တော့တစ်ဖက်ကလည်းသိရမလားစေတနာကနေဝေဒနာဖြစ်သွားရဲဆိုတဲ့စိတ်ကြီးနဲ့အဆင်ပြေမှာမဟုတ်ဘူးကွာအဲ့တော့သူတို့နှစ်ယောက်နောက်ဆုံးတော့လဲမာနတွေထားပြီးတော့ဝေးသွားပြီးတော့မင်းသမီးကတော့လက်ထပ်သွားပါတယ်သူများနဲ့ဖြစ်တာရှိရဟာလေးတွေပါပဲအဲ့လိုမျိုးလေးသိလားအဲ့လိုခက်ခဲပြင်မဲ့တဲ့ဟာတွေသူတို့ကြုံစေချင်တာလားဆိုလဲမဟုတ်ပါကြုံစေချင်တဲ့သဘောမျိုးမရှိဘူးကွာတရားဒါပေမဲ့အနည်းဆုံးတော့ချိန်တွေးကြည့်နေကြတာအဲ့လိုသူ့ဟာသူတော့ဒီလိုခက်ခဲနေတဲ့အချိန်မှာငါအဲ့လိုတွေတောင်းပြောနေသူ့အတွက်ဘယ်လောက်တောင်ပြင်မှန်းမလဲဆိုတဲ့ဟာမျိုးချိန်တွေးပြီးရင်ကောင်းပါပဲကွာအရှိမှလည်းတခြားလုံးကူညီပေးခဲ့တာပဲဆိုတော့လေအဲ့လောက်လေးကိုတော့နည်းနည်းနားလဲပြီးလိုက်ရင်ကောင်းပါပြီဆိုတော့တွေးမိအောင်ဒါကတော့ဇလန်းကြီးရဲ့လူရဲ့သဘောပေါ့လေဒါကကိုဖြစ်စီချင်တာဟာဒါထည့်ပြောနေဇလန်းလေးကတော့အဲ့ဒီမှာပဲဆုံးသွားပါတယ်အဲ့တော့ဘဝမှာဒေါက်တာနန်းမေကြီးလိုမျိုးကိုလိုအပ်နေရတွေကိုအလိုက်တတိကိုပြောကြရမလို့အောင်ဖြည့်ဆည်းပြီးတဲ့လူနဲ့တွေ့တမိုးထားပြီးတော့โอเคဒီဘက်ကယောက်ျားလေး character လို့ခက်ခဲကိုယ့်ရဲ့ပါဒနာယောက်ျားလေး character လိုမျိုးဖြစ်နေရင်ခက်ခဲပြမယ်နဲ့ live မျိုးကနေလာတာဆိုလို့ရှိရင်ကိုဖြစ်စေချင်တာကြီးကိုပဲအတင်းပြပြပြောင်းလဲနေရမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့
သူ့ရဲ့ live ကိုပါသူ့ရဲ့အခြေအနေကထည့်စဉ်းစားပြီးတော့ပြောတာမျိုးလုပ်တင်တယ်လို့မြင်ပါတယ်လို့ကောင်းစေခြင်းတဲ့စိတ်ကိုတော့နားလည်ပါတယ်ဒါပေမဲ့လည်းသိရမလားတစ်ခါကြရင်လူဆိုတဲ့အမျိုးကလို့တချို့အခြေအနေမျိုးကြောင့်အားငယ်နေတဲ့အခြေအနေမျိုးကြောင့်ကောင်းစေခြင်းတဲ့ဟာလည်းမမြင်တော့ပဲနဲ့သိရမလားငါ့ကိုဘယ်လိုပြောနေရလဲနှိမ့်နေရလားအဲ့လိုဟာကြီးဖြစ်တတ်တယ်အဲ့ဒါလေးကိုကြောင်တဲ့တရားထိန်းကြရင်ကိုယ့်ရဲ့ real life မှာကြုံလာတဲ့အခါမျိုးထိန်းရင်လည်းပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ပြီးလို့ရှိရင်ကိုပါတနာကိုအဲ့လိုစိတ်တူတာအဲ့လိုမဆဲဆိုကြပါနဲ့ဘယ်လောက်ပဲဟိုဟာဖြစ်ဖြစ်မအော်နဲ့နာကျင်တဲ့စကားလုံးတွေမပြောနဲ့တည်ရအကယ်၍ကိုကအစိတ်ကြီးပြေသွားလို့တောက်ပြန်တွဲကျင်နေဆိုရင်တော့ကိုပြောရတဲ့စကားလုံးတွေနဲ့ငါပြောတာတော်တော်လုံသွားပြီဆိုပြီးသူ့စီကိုမသွားရဲတဲ့အခြေအနေမျိုးတွေဖြစ်သွားနိုင်တယ်ဒီဇလန်တွေက character လိုမျိုးอ่ะသူပြောတာနဲ့သူချုပ်ပြီးတော့ပြန်တော့မသွားရဲတော့ဘူးอ่ะဒီလားကိုပြောတာလုံသွားပြီဆိုပြီးတော့လုံလဲလုံနေဆိုပေမဲ့သူ့ဘက်ကတော့နားလဲပေးလို့ရပါတယ် fighting ဒါဆိုရင်ဒီလောက်ပါပဲတတား